ဘောမှာလူတွေမြင်တဲ့အရာနဲ့အမှန်တကယ်ခံစားနေရတဲ့အရာတူညီတယ်လို့မင်းထင်လားဒီနေ့ပြောပြမယ့်ဇာတ်လမ်းကအပြင်ပန်းမှာဖြုံးနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ညောင်အမောင်တဲကမျက်ရည်အကြောင်းပါဂျပန်နိုင်ငံမှာတာမန်မိသားစုတစုထဲမှာဝေးဖွားခဲ့တဲ့တာမန်မင်းကလေးတစ်ယောက်ပါကျောင်းသွားအိမ်ပြန်မိဘစကားနားထောင်သူငယ်ချင်းတွေနဲ့ရေမောအနာဂတ်မှာနာမည်ကြီးမယ်တော့မိမိကိုယ်တိုင်တောင်မစင်စားခဲ့ဘူးပါဘူးဒါပေမဲ့ဘဝဆိုတာတခါတလေကိုမရွေးချယ်ခဲ့တဲ့လမ်းကိုရှောက်ခိုင်းတတ်ပါတယ်ဘဝလမ်းကြောင်းပြောင်းလဲသွားတဲ့အချိန်အရွယ်ရောက်လာတဲ့အခါအကြောင်းအမျိုးမျိုးကြောင့်အမှုပညာလောကထဲဝင်ရောက်ခဲ့ရပါတယ်အစာပိုင်းကကြောက်ရွံ့မှုမတေးချမှုလောင်တယုံမှုဒီဆုံးဖြတ်ချက်မှလားဆိုတဲ့မိကုန်းကိုနေတိုင်းမေးနေခဲ့ရပါတယ်ဒါပေမဲ့နောက်ပြန်လဲလို့မရတော့တဲ့အခါရှေ့ကိုပဲလျှောက်ဖို့ဆုံးဖြတ်ခဲ့ရပါတယ်ဝေဖန်မှုနဲ့စကားချမ်းတွေနားမယ်စားပြီးထွက်လာတဲ့အချိန်မှာချီးကျူးသလိုအပြည့်တင်သူတွေကလည်းအလွန်များခဲ့ပါတယ်ဒီလမ်းကမိန်းကလေးအထက်မကောင်းဘူးမိသားစုအဆက်ကွယ်စေတယ်ဘဝပြတ်သွားပြီဒီစကားတွေကိုသူမတယောက်တည်းညာတိုင်းကြားနေရပါတယ်ကင်မရာရှိမှပြုံးနေရပေမဲ့ကင်မရာနောက်မှာတိတ်တိတ်လေးငိုရတဲ့ညာတွေမရွေးထွန်နိုင်အောင်ရှိခဲ့ပါတယ်အောင်မြင်မှုအမြင့်ဆုံးအချိန်ကြာလာတာနဲ့အမျှအေမီဖူကာရာဆိုတဲ့နာမည်ဟာဂျပန်အတွင်းသားမကနိုင်ငံပေါင်းများစွာအထိလူသိများလာခဲ့ပါတယ် ranking တွေစုတွေ follower တွေငွေကြေးလူဒီမြင်တဲ့အပြင်ပန်းမှာသူမဟာအရာအလုံးရပြီးသားလို့ထင်ရပါတယ်ဒါပေမဲ့အောင်မြင်မှုအမြင့်ဆုံးရောက်တဲ့အချိန်မှာအထီးကျန်မှုကလည်းအမြင့်ဆုံးရောက်ခဲ့ပါတယ်ညာအချိန်တွေမှာဖုန်းပိတ်အခန်းတကာပိတ်တယောက်တည်းငါဘယ်တူးလဲဒီဘဝကိုငါပျော်နီးလားဆိုတဲ့မိခွန်းတွေစိတ်ထဲမှာထက်ခါထွက်လာပါတယ်အောင်မြင်မှုဆိုတာတခါတလေကိုပျောက်ဆုံးစေတတ်ပါတယ်ဘဝကိုပြန်ရွေးချယ်တဲ့ဆုံးဖြတ်ချက်နောက်ဆုံးမှသူမှဆုံးဖြတ်ခဲ့ပါတယ်နာမည်ကြီးနေရတာထက်ကိုဘဝကိုကိုပိုင်းခြင်းနဲ့အရင်လုံရန်တွေကိုလော်ချပြီးကိုစိတ်အတွက်ကိုဘဝအတွက်လမ်းကြောင်းအတိတ်ကိုရွေးချယ်ခဲ့ပါတယ် social media content creation ကိုအကြောင်းကိုပြောခြင်း self care mental health သူမဟာကိုပြန်လဲရှာဖွေရခီးကိုစခဲ့ပါတယ်ဒီနေ့ရဲ့အေမီဖူကာရာဒီနေ့မှာအေမီဖူကာရာဟာအတိတ်နဲ့မချီနှောင်တော့တဲ့အမျိုးသမီးတစ်ယောက်ခက်လာပါပြီလူတွေကသူမကိုအလုပ်တစ်ခုတည်းနဲ့မမှတ်မိတော့ပါဘူးဘဝကိုပိုင်ဆောင်ဖြတ်နိုင်တဲ့အမျိုးသမီးတစ်ယောက်အဖြစ်ပြန်လည်မြင်လာကြပါပြီဇာလန်းရဲ့သင်ခန်းစာဒီဇာလန်းကတစ်ချက်ပဲသင်ပေးပါတယ်လူတစ်ယောက်ကိုသူ့အတိတ်နဲ့မတန်ဘူးမဖြတ်ပါနဲ့လူတိုင်းမှာပြန်စနိုင်တဲ့အခွင့်အရေးရှိပါတယ်အောင်မြင်မှုထက်စိတ်အေးချမ်းမှုကပိုတန်ဖို့ရှိတတ်ပါတယ်ဒီလိုဘဝဇာလန်းတွေကိုစက်ပြီးနားထောင်ခြင်းရင် like subscribe လုပ်ပြီးဖို့မမိပါနဲ့နော်နောက်တစ်ပုတ်မှာထပ်တွေ့ကြပါစို့